ရှူကိုအေးတဲ့နှိလိုက်တဲ့အခါအေးတွေကတစ်ရှူရောက်တက်လာတာတို့အပြင်မှာအမြင့်တရားရေတွေကိုအရွက်တွေစီကိုတည်သောပြီးအငွေ့ပြန်ရဖြစ်စေတဲ့ capillary အရှင်ရဲ့သဘောတရားတွေဖြစ်တယ်။စာပေထမ်းခြင်းတော့မျိုးတူတဲ့ molecule အချင်းချင်းဆွဲငင်မှု cohesive force ကြောင့်ဖြစ်တယ်။ဒါပေမဲ့ capillary အရှင်ကတော့မျိုးတူတဲ့ molecule အချင်းချင်းဆွဲတဲ့ cohesive force ရောမျိုးမတူတဲ့ molecule အချင်းချင်းဆွဲတဲ့ adhesive force တို့ရဲ့ပေါင်းစပ်မှုကြောင့်ဖြစ်လာတယ်။အဲ့ဒီအားနှစ်ခုရဲ့ပေါင်းစပ်မှုကကဘာမြေဆွဲရတဲ့ပိုများတဲ့အတွက်ရေတွေကအထက်ကိုမြင့်တက်လာတာဖြစ်တယ်။အရန်သေးတဲ့ပိုက်ကိုရေထဲကိုနှိမ့်လိုက်မယ်ဆိုရင်ပိုက်ထဲမှာရှိတဲ့ရေတွေကပိုက်ရဲ့အပြင်မှာရှိတဲ့ရေတွေမြင့်တက်လာတာကိုတွေ့ရလိမ့်မယ်။ဒီမှာဆိုရင်ရေတွေကပိုက်ထဲမှာမြင့်တက်လာတဲ့အပြင်ပိုက်ကိုပါတွဲကပ်နေကြတယ်။အဲ့ဒီတွဲကပ်မှုကရေတွေကိုပိုက်ထဲမှာကုန်းကေပုံတံဖြစ်ပေါ်စေတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ရေ molecule နဲ့ပိုက်ထဲမှာရှိတဲ့ molecule တွေရဲ့ဆွဲငင်မှု adhesive force ကြောင့်ဖြစ်တယ်။အဲ့ဒီ adhesive force ကရေ molecule ချင်းဆွဲတဲ့ cohesive force တွေပိုအားကောင်းနေတဲ့အတွက်ရေတွေကပိုက်ကိုတွဲကပ်နေပြီးတော့အခွက်ပုံတံဖြစ်ပေါ်နေတာဖြစ်တယ်။ capillary အရှင်ကအရေးတွေမြင့်တက်မှုတစ်ခုတည်းပဲဖြစ်နေတာမဟုတ်ဘဲကြားစေးမှုကိုလည်းဖြစ်ပေါ်စေတယ်။အလားတူပိုက်တစ်လေးကို mercury ရှိတဲ့ခွဲတွေကိုထည့်လိုက်မယ်ဆိုရင်ပိုက်ထဲမှာရှိတဲ့ mercury တွေကပိုက်အပြင်မှာရှိတဲ့ mercury မျက်နှာပြင်နဲ့နှိမ့်ကျသွားတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ကဘာမြေကြီးရဲ့ဆွဲအားက cohesive force နဲ့ adhesive force တို့ပေါင်းစပ်မှုအားတဲ့ပို့ပြီးတော့အားကောင်းနေလို့ပဲဖြစ်တယ်။ပိုက်ထဲမှာဆိုရင် mercury တွေကရေတောင်းအနေနဲ့မတူပဲ convex shape ဖြစ်နေတယ်။ mercury molecule တွေအချင်းချင်းဆွဲငင်မှုအားက mercury molecule နဲ့ပိုက်နဲ့ဆွဲငင်မှုတဲ့ပို့ပြီးတော့အကောင်းတယ်။အဲ့ဒါကြောင့် mercury molecule တွေကတသွေးသွေးဖြစ်နေပြီးတော့ပိုက်ကိုမတွယ်ကပ်ကြတာဖြစ်တယ်။ capillary အရှင်ကိုမြင့်တက်လာတဲ့အရေးရဲ့အမြင့်ဒါမှမဟုတ်ကျဆင်းသွားတဲ့အရေးရဲ့အမြင့် h နဲ့တွက်လို့ရတယ်။ capillary အရှင်ရဲ့ပုံသဏ္ဍာန်ရောဒီဟာပဲဖြစ်တယ်။ဒီပုံသဏ္ဍာန်မှာတီတာက quantum angle ကိုခေါ်တာဖြစ်တယ်။ concave ဒါမှမဟုတ် convex shape ဖြစ်နေတဲ့အရေးနဲ့ပိုက်ရဲ့ကြားထဲကတောင်းတိုင်းတာတယ်။ရေမားကြတော့ quantum angle တောက်ကျင်းဖြစ်ပြီးတော့ mercury မားကြတော့ quantum angle တောက်ကျဖြစ်တယ်။အရေးရဲ့မြင့်တက်မှုကျဆင်းမှုတွေက surface tension quantum angle နဲ့ radius တို့ပေါ်အမူတည်နေတယ်။ပိုက်ရဲ့အရွယ်သားသေးတဲ့အရေးတွေကပိုးပြီးတော့မြင့်တက်လေဖြစ်တယ်